အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဂုံမြန်မာစာသင်တန်းကျောင်းကတီချယ်ဤဖြစ်ပါတယ်။ဒီနေ့မှာတော့တီချယ်ဤကမြန်မာစကားသံပြောင်းလဲပုံကျောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မြန်မာစကားပြောဆိုရမှာကောမြန်မာစာရုပ်ဖတ်ရမှာပါ။ဘီးတန်ပြောင်းလဲမှုနဲ့တရတန်ပြောင်းလဲမှုတွေရှိတတ်ပါတယ်။ဘီးတန်ပြောင်းလဲမှုဆိုတာကတော့တန်ညင်းပြီးအချို့ကိုတန်ပြင်းပြီးတို့ပြောင်းလဲရွတ်ဆိုတာဟတ်ထိုးတန်ဖြစ်ရွတ်တာဟတ်ထိုးတန်ခြံရွတ်တာပင့်ရစ်တန်ဖြည့်ရွတ်တာပင့်ရစ်တန်ခြံရွတ်တာစတာတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့တန်ညင်းပြီးလေးတွေကနေတန်မြင်းပြီးပြောင်းလဲပုံလေးတွေကိုဝဟာရလေးတွေနဲ့ရှင်းပြပေးသွားပါမယ်ကခကနေကကိုပြောင်းနေလှေကားကိုလှေကားလို့ဖတ်ရမယ်ရန်ကုန်ကိုရန်ကုန်လို့ဖတ်ရမယ်ငါးခုကိုငါးခုလို့ဖတ်ရမယ်ကြချကနေကြကိုပြောင်းနေကျိုးကြကိုဂျိုးကြလို့ဖတ်ရမယ်လူကြီးကိုလူကြီးလို့ဖတ်ရမယ်ထမင်းချိုင်ကိုထမင်းချိုင်လို့ဖတ်ရမယ်စစကနေဇကိုပြောင်းနေလစာကိုလစာလို့ဖတ်ရမယ်စီးတီးကိုစီးတီးလို့ဖတ်ရမယ်မိသားစုကိုမိသားစုလို့ဖတ်ရမယ်တထကနေဓာကိုပြောင်းနေငါတို့ကိုငါတို့လို့ဖတ်ရမယ်လူထုကိုလူထုလို့ဖတ်ရမယ်ပြစ်တိုင်းထောင်ကိုပြစ်တိုင်းထောင်လို့ဖတ်ရမယ်ပဖကနေဘာကိုပြောင်းနေပန်းပင်ကိုပန်းပင်လို့ဖတ်ရမယ်မီးဖိုကိုမီးဖိုလို့ဖတ်ရမယ်မုံဖိုးကိုမုံဖိုးလို့ဖတ်ရမယ်တကနေဒါကိုပြောင်းနေပန်းတီးကိုပန်းတီးလို့ဖတ်ရမယ်တစင်ကိုတစင်လို့ဖတ်ရမယ်တတင်းစာကိုတတင်းစာလို့ဖတ်ရမယ်ဒီလိုဘီးတန်ပြောင်းလဲပုံလေးတွေကိုစနစ်တကျသိရှိထားမယ်ဆိုရင်တော့တသားမိမိလေးတွေကစကလုံးဝဟာရလေးတွေကိုမှန်မှန်ကန်ကန်ရေးတက်ဖတ်တတ်မှာပဲဖြစ်ပါတယ်ဖေဖေမေမေတို့ရဲ့တသားမိမိလေးတွေငယ်စဉ်ကတည်းကမြန်မာဘာသာစကားကိုစနစ်တကျသင်ယူတက်မြောက်စေခြင်းနဲ့ဆိုရင်တော့ဘုံမြန်မာစာသင်တန်းကျောင်းရှိနေပါပြီဂုံပျော်ရွှင်လွယ်ကူစွာမြန်မာစာသင်ယူပါ